တွေ့တိုင်းဆွေဝေးခဲ့ရတယ်မောင်ငယ်ချစ်ကလေးအခုတော့မင်းပဲမှာအချစ်နှလုံးသားဖူးပွင့်ရဘဝလာနေမြေလွေအိမ်လေးလွေပြေကကြောင်ကြီးအောင်မှာစုံစီခဲ့များတဲ့မမင်းနဲ့ငါလေးလူတကာကကိုသိမ်းမကေတောင်စားခဲ့ကြတယ်နောင်တွင်နေချစ်ချင်းမြတ်တာတို့ရဲ့ရင်မငါဖြူစင်တရပြည့်ဖူအသေးညနဲ့ဦးသာတိမငါပျော်ရွှင်လို့အချစ်ပေါ်ကြပုံများငါတွေ့တိုင်းဆွေဝေးခဲ့ရတယ်မောင်ငယ်ချစ်ကလေးအခုတော့မင်းပဲစီမတွေ့တိုင်းဆွေဝေးခဲ့ရတယ်မောင်ငယ်ချစ်ကလေးအခုတော့မင်းပဲမှာနေရဟောင်းကြောင်ကြီးကိုတနေ့တစ်ခေါင်ရေခွေရမေရှာပြီးကိုအလွမ်းပြင်းမြင်ရောက်တဲ့နေကျန်လေလို့တွေ့ဖို့ရလန်းစားမရှိလေထောင်စဲမြင်ရင်တည်းမှာမင်းကလေးရှိရဲ့ဘာလို့တို့ဦးဝေးတာအခုဆိုရင်30ကျော်6စုံနေတွေပြေးခဲ့ပေါ့ကွယ်ရင်ခုန်စေလွမ်းနေစေပါပဲတွေ့တိုင်းဆွေဝေးခဲ့ရတယ်မောင်ရဲ့ချစ်ကလေးအခုတော့မင်းပဲစီမတွေ့တိုင်းဆွေဝေးခဲ့ရတယ်မောင်ရဲ့ချစ်ကလေးအခုတော့မင်းပဲမှာအချစ်နှလုံးသားဖူးပွင့်ရဘဝလာနေမြေလွေအိမ်လေးလွေပြေကကြောင်ကြီးအောင်မှာစုံစီခဲ့အများတဲ့မမင်းနဲ့ငါလေးလူတကာကငါကိုသိမ်းမကေတောင်စားခဲ့ကြတယ်နောင်တွေနေချစ်ချင်းမြတ်တာတို့ရဲ့ရင်မငါဖြူစင်တရပြည့်ဖူအသေးညနဲ့ဦးသာတိမငါရောရွှင်လို့အချစ်ပေါ်ကြပုံများငါတွေ့တိုင်းဆွေဝေးခဲ့ရတယ်မောင်ရဲ့ချစ်ကလေးအခုတော့မင်းပဲစီမ